Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့မန္တလေးကိုပထမဆုံးတငယ်ချင်းတွေကိုခေါ်သွားတဲ့ vlog လေးပေါ့နော်ဒါအငုံတို့ New Year ညကတော့မန္တလေးကိုရောက်တယ်အခုဒါနှစ်သစ်မှာမဟာမြတ်မုနိဘုရားကိုတငယ်ချင်းတွေကိုလိုက်ပို့တယ်ပေါ့နော်ငါကခုလိုမျိုး January 1ရက်နေ့တို့နှစ်ဆန်း1ရက်နေ့တို့ဆိုအမြဲတမ်းဘုရားသွားပြီးတော့ကုသိုလ်လေးနဲ့အစားပြုဖြစ်တယ်ပေါ့နော်ဒီတစ်ခေါက်ကတော့တငယ်ချင်းတွေနဲ့အတူတူကုသိုလ်လေးယူဖြစ်ပါတယ်ပြီးတော့သူတို့ကိုဈေးကြိုကအတုပ်ဆောင်လေးတွေကျွေးချင်တာနဲ့ဈေးကြိုကအငုံလဲစားနေကြဖြစ်တဲ့နာမည်ကြီးရဲ့မက်ရကျော်အတုပ်ဆောင်ဆိုင်လေးကိုသူတို့ကိုခေါ်သွားဖြစ်ပါတယ်မက်ရကျော်ဆိုင်ကတော့အငုံအရင်ကလည်း vlog ရိုက်ဖူးတယ်ပေါ့နော်သူကတော့နှစ်ကို30ကျော်ကြာပြီသူ့ရဲ့လက်ရတွေကလည်းအငုံအဟိုးအရင်ကစားတဲ့အတိုင်းပဲအခုထိလည်းကောင်းနေသေးပဲပေါ့နော်ဒီမှာကတော့အတုပ်ဆောင်အကုန်ရတယ်သူတို့ကိုကြတော့မန္တလေးစားစာတွေကိုအဓိကကျွေးချင်တာဖြစ်တဲ့အတွက်နန်းကြီးတုပ်တွေရောအစုံတုပ်တွေရောပြီးရင်ထမင်းတုပ်တို့ငါးရီကွန်ကျော်တုပ်တို့အကုန်လုံးတမျိုးစီမှားပြီးတော့သူတို့မြည်ခိုင်းတယ်ပေါ့နော်အဓိကကတော့အငုံတို့မန်းလေးကြောင်အစားတောက်ကိုဘလို့ကောင်းချောင်းဆိုတာကိုရန်ကုန်ကတငယ်ချင်းတွေကိုကြွားချင်တာပေါ့နော်အားကြောင့်မို့ဒီဆိုင်လေးကိုခေါ်သွားတာပဲဖြစ်ပါတယ်အခုဒါကတော့9ရီကွန်ကျော်တုတ်နေတာပေါ့နော်အငုံ9ရီကွန်ကျော်တုတ်ဆိုရင်လေအိမ်မှာတုတ်စားရင်လည်းအငုံအရင်မကြိုက်ဘူးဒီဈေးကျော်ကအန်တီတွေတုတ်တဲ့အရသာကိုပဲအငုံကြိုက်တယ်ပေါ့နော်ဒါကတော့စိတ်ဝင်းနေတာဟင်းရီအိုးကြီးပေါ့နော်သူကပွက်ပွက်ဆူအောင်တည်ထားလို့လေဝင်းနေတာလေးတွေကလည်းနူးဣပြီးတော့သူ့ရဲ့ဟင်းရီကလည်းအနံ့အောင်တထောင်းထောင်းနဲ့စားချင်စရာကြီးပေါ့နော်ဘုံတို့မှာထားတာတွေကတော့အတုပ်စုံနေရောနန်းကြီးတုပ်ရယ်မုံတီတုပ်ရယ်ပြီးရင်စိတ်ဝင်းနေတာဟင်းရီကြာစံဟင်းကပြီးရင်ငဖယ်လုံးနဲ့ပိတ်ဆွဲဟင်းရီပေါ့နော်အငုံကတော့မက်ရကျော်ရရင်အများတန်းထမင်းတုပ်စားရယ်ပေါ့နော်ဒီထမင်းတုပ်ကလေအငုံတို့ခဏခဏလည်းပြောတယ်ငယ်တုန်းကအရသာအတိုင်းပဲအရန်ကောင်းတယ်အငုံအဲ့နေ့ကလေပါတချမ်းရောင်နေတော့အရန်ကြီးတောင်အားရပါရမစားခဲ့ရဘူးပေါ့နော်တော်တော်လေးပါဇက်ကဟာအဆင်မပြေနေဘူးငုံကလေအဲ့လိုအစားတောက်ကိုအားရပါရမစားရရင်အရန်စိတ်တူတာအငုံအဲ့နေ့ကတော်တော်လေးနာနေလို့ဒါကောင်းကောင်းမစားခဲ့ရတာပေါ့နော်နောက်တစ်မျိုးကတော့ဒါ9ရီကွန်ကျော်တုပ်ပါ9ရီကွန်ကျော်လေးကိုပူစီနန်လေးနဲ့မွေးလေးနဲ့sauce လေးကလည်းရွှဲလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်ချင်းကန်ဆက်ထိမိနေရောပဲအငုံကရန်ကုန်မှာကနေကအမြဲတမ်းတကယ်ချင်းတွေကိုကြွေးကြော်တာမန္တလေးကိုလိုက်ခဲ့မန္တလေးကအစားတောက်ကောင်းတွေကြွေးမယ်ဆိုပြီးတော့အမြဲတမ်းပြောလေးရှိရပေါ့နော်ဒါတော့အငုံတို့ကဒါအလုံးနဲ့လာတာရောရက်ကတိတ်မရလို့ဒါ2ရက်လောက်ပဲနေခဲ့ရလို့အစားတောက်တွေဒါတိတ်မစုံခဲ့ဘူးပေါ့နော်မန်းလေးကအစားတောက်တွေကိုကောင်းကောင်းလေးတွေစားမယ်ဆိုရင်တော့10ရက်တောင်မှလောက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့မန်းလေးက10ဆိုင်စားရင်တော့မှ8ဆိုင်လောက်ကလည်းကောင်းတယ်စားစရာတွေကလည်းတရုတ်စားရှမ်းစားအကုန်ဆုံးမန္တလေးဒေသထွက်အစားအစာတွေရောစားစရာဆိုင်တွေကလည်းအရန်ပေါ်တယ်ပေါ့နော်ဒီတစ်ခေါက်တော့အငုံစည်းကျူတွေကိုပို့တယ်ပြီးရင်ဒီငုံတို့ငယ်တုန်းကစားခဲ့တဲ့တာဂူဂျိုတို့ဂျုံဂျိုတို့ပြီးရင်နိုထမင်းတို့နိုဟင်းမလိုင်တို့ရတဲ့ဒီဆိုင်လေးကိုတော့အငုံခေါ်သွားလိုက်တယ်ပေါ့နော်ဒါတော့သူတို့တိတ်မစားနိုင်ကြတော့ဘူးပေါ့နော်အငုံကတော့ဒီမှာငပြောပေါင်းတပွဲရယ်နူထမင်းတပွဲရယ်ပဲမှာလိုက်တယ်ပေါ့နော်မမော်ဆိုင်ကတော့ဒါဈေးကျူမှာဆိုနာမည်ကြီးပေါ့နော်အခုလိုမျိုးငယ်ဘဝအစားအစာလေးတွေလည်းအစုံရတယ်အငုံကတော့လေဒီနူထမင်းနိုဟင်းမလိုင်လို့အဲ့ငပြောပေါင်းလို့ဆိုတာငယ်ငယ်ကအိယာထားချိန်ဆိုရင်အမေဝယ်ပေးထားလို့ဒါငယ်ဘဝကိုပို့ပြီးတော့တတိရတာပေါ့နော်အမြဲတမ်းဘယ်ချိန်စားစားလဲအရန်ကြိုက်တယ်ဒါနူထမင်းတပွဲနဲ့ငပြောပေါင်းတပွဲပဲမှာတာကိုကျန်တဲ့သူဘူးမှမစားနိုင်ကြတော့ဘူးပေါ့နော်ဒါအငုံတို့မောင်နှမ2ယောက်ပဲစားခဲ့တယ်ငပြောပေါင်းလေးဆိုလဲလုံးဝငပြောတီးလေးကအီးပြီးတော့လုံးဝမလိုင်လေးတွေကလည်းပါတယ်ဆိုတော့လေပြစ်ပြစ်နစ်နစ်လေးနဲ့စားလို့ကောင်းတယ်နူထမင်းဆိုလဲလေသူကထမင်းကိုတကယ်ကိုကြည်ညက်နေအောင်လုပ်ထားတဲ့အတွက်ဟိုလိုဇက်တောက်ကြီးအစီအစီလေးမပါဘဲနဲ့ဟိုမှာစိတ်ကလေးနဲ့ထညက်ကြီးလေးနဲ့ဆိုချူလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ပြီးရင်တော့အငုံတို့အေးပြေနေတဲ့ချင်းမောင်းသွားဝယ်ပါတယ်ဒီမှာတငင်းဒီအုံတို့ဇက်ရှိရပဲမြစ်တွေကတော့ပုံများရယ်ပေါ့နော်အခုအီနေကြတော့တိတ်ပြီးတော့မစားနိုင်ကြလို့ချင်းမောင်းပဲဝယ်ခဲ့တယ်ပေါ့နော်ချင်းမောင်းကိုဇီးပြူဒီလေးနဲ့တရက်ဒီလေးကို3000ဝယ်ခဲ့ရယ်ပေါ့နော်တရက်သီးလေရန်ကုန်မှာရှာတာဘယ်မှရှာမတွေ့ဘူးအခုမန်းလေးမှာတော့အပုံလိုက်ကြီးတွေ့လို့အရန်ပြောပါပေါ့တရက်သီးမြင်အငုံတို့ကမနေနိုင်တဲ့ဖွဲရပေါ့နော်ရှင်မောင်းဝယ်လေဒီမစီကိုဝယ်ကြည့်သီလားသူ့ရဲ့လေဒီငေဒီမုံဆက်ထားတဲ့အရာသားလေးတော်တော်လေးကောင်းတယ်ကြက်သွန်ယူကြော်လေးတွေရောသူအရာသားဘလို့ဆက်ထားလဲမသိဘူးတရက်သီးနဲ့ဒီတိုင်းတို့စားတာတော့ကောင်းတယ်ပေါ့နော်အငုံတို့ဒီနားတင်မြည်တာကတော်တော်များနေအမကလည်းမြည်ဆိုပြီးတော့မြည်ကိုင်းလို့မြည်ကြတာပေါ့နော်အခုအငုံတို့ရှင်မောင်းဝယ်ပြီးတော့ဈေးထဲမှာပတ်စရာရှိရလေးနည်းနည်းပတ်ဝယ်စရာရှိရလေးဝယ်ပြီးတော့အငုံတို့ပြန်လိုက်ကြတယ်ပေါ့နော်တခြားနေ့လေကြတော့ဖျားတွေသွားတယ်ဆိုတော့ဒီ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ် vlog တွေမှာဆက်တွေ့မယ်နော်အားလုံးပဲတတာပါ